မိမိကအရန်ကတ်စီနေပြီမဲ့တဲတဲကိုတော့အန်းတယ်လို့ပြောပြလာတဲ့ကြော်နန္ဒာကြော်နန္ဒာကတော့တမူထူးခြားတဲ့ fashion တွေနဲ့အနုပညာလောကတွေမှာဆယ်လီဖြစ်ရပ်တည်လာခဲ့တာပါဒါပြင်တူမဖြစ်သူကြော်အင်ဒရာကိုလည်း Miss Grand မြန်မာ2024ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပြိုင်ခိုင်းခဲ့ကလူများကြားပွဲစုခဲ့ပါသေးတယ်ပွဲပြီးတဲ့အချိန်တုန်းကတူမဖြစ်သူကဝန်နာမရတာမို့မကျင်တဲ့တလို့ဖြစ်နေပြီမဲ့လည်းနောက်ထပ်ရှင်ပြိုင်ခိုင်းမှဆိုပြီးဖြေသိမ်းနေခဲ့တာပါခုဆိုရင်တော့ဝင်နာဖြစ်သွားတဲ့တဲဆုငင်းကလည်း Miss Grand International 2024မှာတွားရောက်ရှင်ပြိုင်နေရပါပြီ။မြန်မာနိုင်ငံကိုစားပြုပြိုင်နေတာမို့ကြော်နန္ဒာကလည်းအားပေးကစောင့်ကြည့်နေပါတယ်။တဲဆုငင်းကအရန်ကိုစူးစမ်းနေတယ်လို့နိုင်ငံတကာအလှမယ်တွေကြားမှာလည်းထင်ထွက်နေတာပါ။ခုလိုဖြစ်အောင်လဲနောက်ွယ်ကနေထူးအလွင်နဲ့အတူမိမိတို့ကအစွမ်းကုန်ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။ထူးအလွင်ကပြီးခဲ့တဲ့နှစ်တုန်းကလည်းနီနီလင်းအိမ်ကိုအပြေအဝပံ့ပိုးပေးတယ်လို့ဒီနှစ်မှာလည်းတဲဆုငင်းကိုမျက်နှာတစ်ချက်အပြစ်မခံရအောင်လုပ်ပေးနေတာပါ။ခုလိုလုပ်ပေးနေတဲ့အချိန်မှာမိမိကလည်းချီးကျူးစရာကောင်းကြောင်းကြော်နန္ဒာကထုတ်ပြောလာခဲ့ပါတယ်။ကြော်နန္ဒာကတူမလေးကိုပြိုင်ပွဲအတွက်လိုက်လုပ်ပေးရင်းနဲ့မိမိနဲ့ခင်သားကအတွင်းစိတ်တွေကိုပါအထင်သာမြင်ခဲ့ရပါတယ်။မြန်မာနိုင်ငံပွဲကျင်းပနေတဲ့အချိန်တုန်းကဆိုရင်မိမိကတူးအန်လွင်ကိုအစဆုံးကူညီပေးကနေရာတိုင်းလဲလိုက်ပေးပါတယ်။ဒါပေမဲ့အပြင်သွားပြီဆိုရင်တော့သူ့ပတ်စံကိုဘယ်တော့မှထုံမရှင်းတတ်ဘူးဆိုပြီးမိမိရဲ့အကြောင်းတွေကိုကြော်နန္ဒာကဖော်လာခဲ့ပါတယ်။ပိုက်ဆန်ရှင်းကနီးဆိုရင်ထူးရဲလွင်တို့ကသာရှင်းခိုင်းတာဖြစ်ကမိမိကအရန်ချွေတာတဲ့သူတယောက်ပါစီးပွားရေးတွေလုပ်နေပေမဲ့လည်းပိုက်ဆန်ကိုစနေတကျသုံးတာကြောင့်ကြော်နန္ဒာကတော့မိမိကိုကတ်စင်းနေလို့သာအမြဲလိုခေါ်ပြပါတယ်မိမိကတ်စင်းနေတာကိုတော့ထူးရဲလွင်ကလည်းမကြာခဏဆိုသလိုထုတ်ပြောရပါတယ်မိမိကကတ်စင်းနေပေမဲ့လည်းတဲဆုငိမ့်နိုင်ငံတကာလှမင်းနဲ့ရှင်မောင်တန်းကရှင်ပြိုင်မဲ့ချိန်မှာတော့မျက်နှာမငယ်ရအောင်အများကြီးအံပေးခဲ့ပါတယ်ပြိုင်ပွဲအတွက်ထိုင်းနိုင်ငံမှာကတ်တွားလျှောက်တဲ့အချိန်မှာလည်းကျင်းဖို့အတွက်သိန်းဆက်ကြီးပေးရတဲ့တောက်ပနက်ကိုမိမိကဝယ်ပေးခဲ့ပါတယ်။ဒါပြင်ပြိုင်ပွဲမှာလိုအပ်တာတွေကိုလည်းမိမိကလိုအပ်တာတွေအားလုံးကိုဝယ်ပေးနေခဲ့ပါတယ်။ဒါကြောင့်မို့ကက်စိနေတဲ့မိမိကတဲဆုငင်းကိုအန်းနေတဲ့ပုံမှာကြော်နန္ဒာကတော့အရန်ကိုအန်အားတင်ကချီကျူးထားခဲ့ပါတယ်။မိမိကတဲဆုငင်းတွေစီနီယာတယောက်ဆိုတာတဲ့မိသားစုဝင်တယောက်ကကူညီပေးတယ်လို့ကူညီဆောင်ရှောက်ပေးနေတာပါ။မိမိလိုစီနီယာမျိုးကရှာတာမို့လဲစိတ်ထားကောင်းတဲ့သူတယောက်ဖြစ်အားလုံးကချစ်ခင်ပေးနေကြပါတယ်။မိမိနဲ့ထူအန်လွင်တို့မိတ်ကပ်ဆိုတာတို့ကနောက်ွယ်ကနေအပြေးဝစူးစမ်းပေးနေတာမို့ထူအန်လွင်ကတော့တဲဆုငင်းကိုတရပူမရမှာကိုအရန်ကိုစိုးရိမ်နေပါတယ်။တဲဆုငင်းကရေချင်းပြေးဝပေမဲ့ပပနဝက်ကမပေးရင်လွဲချော်နိုင်တာမို့ရင်ကုန်စိတ်လှုပ်ရှားစရာဖြစ်လို့နေတာပါ။တကယ်လို့တဲဆုငင်းသာဝနာစုကိုမရခဲ့ဘူးဆိုရင်ကြော်နန္ဒာကတော့နောက်ကျရင် MGI ကိုအားပေးကမကြည့်တော့ဘူးလို့တောင်ဆုံးဖြတ်ထားကြောင်းထုတ်ပြောထားခဲ့ပါတယ်။မိမိကအရန်ကတ်စင်းနေပေမဲ့တဲတဲကိုတော့အန်းတယ်လို့ပြောပြလာတဲ့ကြော်နန္ဒာပေါ်အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။